ဒေါ်နယ်ထရန့်ရဲ့ဒါမျိုးဆောင်ရွက်မှုတွေဟာတခြားနိုင်ငံတွေဆန္ဒကဥမင်းအွန်လိုင်းနဲ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကတက်ရောက်မှုရှိလာနိုင်သလားဆိုတဲ့ခါကျတော့မရှိဘူးလို့ကျွန်တော်တို့ပြောလို့မရဘူးမြန်မာနိုင်ငံကိုလည်းသူမဝင်ဘူးလို့တော့ကျွန်တော်တို့ပြောလို့မရတော့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်သူနဲ့မညှိရင်ပြဿနာမဖြစ်ဘူးအဲ့တော့ဥမင်းအွန်လိုင်းထိနိုင်လားပါနိုင်လားဆိုတဲ့ခါကျတော့သူတို့တွေအနေနဲ့လုံပုံဆောင်ရွက်ပုံတွေမှာအမေရိကန်ကိုမထီမဲ့မြင်ပြုမှုမျိုးတွေရန်လိုတဲ့ပြုမှုမျိုးတွေလောက်လာမယ်ဟေ့ဆိုလို့ရှိရင်တော့အမေရိကန်အခုမော်ဒူးကိုဆုံးမတယ်လို့မျိုးပဲဆုံးမနိုင်တယ်ရှေ့လျှောက်ဥမင်းအွန်လိုင်းလောက်ကင်ဆောင်ရွက်ပုံတွေခင်ဗျားတို့မယုံဆောင်ကြည့်ပါသူအချိုးအများကြီးပြင်သွားပါလိမ့်မယ်အချိုးပြောင်းသွားပါလိမ့်မယ်ကြားဖြန့်ကိစ္စရှိတယ်လေကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ဥမင်းအွန်လိုင်းနဲ့ဒီပေါ့နော်ကျွန်တော်တို့စစ်ဗိုလ်ချုပ်တွေဥဆောင်နေတဲ့အစိုးရဟာဆိုလို့ရှိရင်ပြတလက်သိမ်းမွေးညင်းထားလောက်အချိုးပြင်သွားတာခင်ဗျားတို့တွေ့ရလိမ့်မယ်ချိုးပြင်သွားခင်ဗျားတို့တွေ့ရလိမ့်မယ်သူတို့ရဲ့သတင်းစာရှင်းလင်းပွဲကိုခင်ဗျားတို့ကြည့်လိုက်ပါအရင်ကတခါမှမပြောဘူးတဲ့ your safety is our priority your trust is ဘာလဲဗိုလ်ချုပ်စောမင်းထွန်းတော်မှာနိုင်ငံတကာကြားသိအောင်လို့ကိုအင်္ဂလိပ်စကားတွေညက်ပြောလာတဲ့ဆိုတာကနော်အမေရိကန်တစ်ချက်ဟိမ့်လိုက်တာနဲ့အခုနောက်ပိုင်းမှာဗိုလ်ချုပ်စောမင်းထွန်းကိုထိုင်ပေလေအင်္ဂလိပ်တန်တွေပါထွက်လာတာခင်ဗျားတို့တွေ့ပါလိမ့်မယ်နော်အဲ့တော့ဒီအရှိစက်ကြည့်လိုက်ပါနော်တစ်ချက်ဟိမ့်လိုက်တယ်မှာအင်္ဂလိပ်တန်တွေပါထွက်လာအင်္ဂလိပ်စကားပဲထွက်တခါမှမကြားဘူးနော်